ကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကအင်းလေးဒေသဟဲရရွာမရွာကိုရောက်နေတာဖြစ်တယ်ဒီနေ့ဒီရွာမှာချိခိုက်ထားတဲ့ရိုင်းနေတော့တဲ့အိမ်တွေကိုကျွန်တော်တို့ကမ္ဘောဇာဖောင်ဒေးရှင်းနဲ့ရှမ်းတောင်ပရိုက်တာညီနောင်များကွန်ရက်တို့ရဲ့ကူညီမှုနဲ့နောက်ရွှေညောင်ပရိုက်တာအသင်းအားပညာရှင်တွေရဲ့ပူးပေါင်းမှုနဲ့ဒီရိုင်းနေတဲ့အိမ်တွေကိုပြန်လည်တက်မှတ်ပေးနေတဲ့လုပ်ငန်းခွင်တွေကိုရောက်ရှိနေတာဖြစ်တယ်ပေါ့နော်နေရပါတော့ပကက်လွယ်တယ်လို့ပဲဆက်တက်လာပြီးတော့မှဒီအောက်မှာလည်းပစ္စည်းတွေအကုန်ပြန့်ကျဲနေရမှန်နေလဲကွဲတာပေါ့နော်အဲ့နဲ့ဒီတိုင်းပဲဘေးကိုဖယ်ပြီးတော့မှရအောင်အပေါ်တက်လာတယ်အင်းကောင်းလာဖို့ပဲအများကြီးညှို့လင့်ထားရတယ်နော်ငကိုတိုင်းနဲ့ပြန်ဖြစ်အောင်အဲ့လိုမျိုးညှို့လင့်ထားတယ်တကယ်လို့အစ်စ်ပြန်စားရမယ်ဆိုရင်ကျမတို့အဲ့လောက်ထိလည်းမတက်နိုင်ဘူးအများကြီးကုန်ကြပါလေဒါကုန်ကြစေးအများကြီးတက်တာပြီးတော့မှဒီလိုမျိုးလာလောက်ကူညီပေးကြတာကိုပဲအများကြီးကျေးဇူးတင်ပါတယ်ဝမ်းလေးဝမ်းသာတယ်ဟုတ်ကဲ့အခုကျွန်တော်ရှမ်းတောင်ပရိုက်တာညီနောင်များကွန်ရက်ပေါ့နော်အဲ့ဒါနဲ့အတူကမ္ဘောဇာဖောင်ဒေးရှင်းလည်းရှိတယ်နောက်တစ်ခုကပြည်တွင်းပြည်ပအလူရှင်တွေကလည်းရှိတယ်ပေါ့နော်ဒီအလူရှင်တွေရဲ့အားနဲ့ကျွန်တော်တို့ဒီလိုမျိုးဝိုင်းပြီးတော့ကူပေးနိုင်တာပေါ့နော်အဲ့တော့အဲ့အလူရှင်တွေကိုလည်းမရှင်တဲ့စကားလေးတွေနည်းနည်းပြောပေးပါအောင်ခင်ဗျာအဲ့အခုလိုကူညီပေးတဲ့တက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒါဒီတစ်ခုပြန်ပြီးတော့မှဟိုတိဆောက်တယ်လို့မျိုးပေါ့နော်ဒီလိုပြန်ပြီးတော့မှအစ်စ်ပြန်တိဆောက်ရတယ်လို့မျိုးပဲအများကြီးဝမ်းသာတယ်ကျေးဇူးလည်းတင်ပါတယ်လို့ဟုတ်ကျူထန်တွေကရဲ့ငါတနေမို့အိမ်တလုံးသားတွေနှွေးထွေးလာလေအိမ်အိမ်မှာငူဒီအဖွားလေးငူကမငူနေလားအဖွားလေးခမင်းလည်းမကျူးရဘူးခမင်းကျူးရလည်းမစားတော့ဘူးလားတူတူအဟုတ်ဖက်မှာကျူးချက်ခိုင်းတယ်လေအဖွားမစားဘူးလားတူတူတောင်းရခုနေပါသူဒီရရှိပြီးတူတူဇေဒနာတအားထားတဲ့အဖွားကိုလေးရှာဒီဖြို့ကျွန်းသွားတာကျွန်တော်တို့ကဂျိုက်တွေနဲ့ပြန်မထားပြဟုတ်ဂျိုက်နဲ့ပြန်မအိုင်းပါလက်ရှိတော့ဒါတော့မြေရောတော်ပြုတ်သွားပြီကဘာမြေကိုဖြူစင်လို့အချင်နာများဝေးအဖာတအကြီးကြီးကနေနော်အလူရှင်တွေရှိလို့ဒါအဖာတို့အသက်ရှင်ရတာအလူရှင်တွေပြီးလို့အဖာတို့တဲရီလေးဝေးရတာပတ်စံလေးတပြားမှမရှိဘူးအဖာတို့အလူရှင်ပြီးလို့ဒါအကုန်လုံးဝေးပြီးလောက်ပြီးလာအဖာတို့အိမ်ကောင်အောင်နော်အဖာတို့နေရအောင်လို့အလူရှင်တွေလို့အများကြီးကြီးစုတဲ့နဲ့အဖာညာတိတ်မြတ်တဲ့ပုံနေတယ်ခဲရတော့ခုနပြောလို့မြေသားမကြောတာနဲ့နောက်တစ်ခါကျတော့ရေတွေအောက်ခံရေတွေရှိနေတာတွေနဲ့နေကျင်းမြောင်းနဲ့အိမ်ပတ်ဝန်းကျင်မှာကျင်းမြောင်းတဲ့အနေအထားတွေကြောင့်မလို့ဒီငုတ်တွေဆွဲချိတ်တွေချိတ်ဆက်တဲ့ဟာတော့အခက်အခဲအများကြီးဖြစ်ပါတယ်ဘာမြေမှာအိမ်တိမ်ကိုစောက်ကြမယ်